သွေးနဲ့ထုံပြူပြူဖျားစေဒီအပြာရောင်မောလာအောင်မှာဆေးရည်ချဲပကြီးကတစ်ချက်ပမာရင်သက်ရှူမောပြောဆိုအောင်လာသည်ဒီချိန်ဆုံးတို့ရွာချောင်းလေးတွင်မှာလေးလေးစီလို့ပြောနေကြရမည်ဝါဆိုဝါကောင်းပြေတွေပေါင်းတော့လေးလေးစီလို့ကြောင်းတက်ရပါပြီငယ်စဉ်ဘဝပြန်တွေးကြည့်ရင်အမေနဲ့အတူလီကိုလိုရင်လဲတဲ့စင်နာတရရမိပြီအမေရွာလေးညင်အောင်မဆာတန်းတာပါလီငယ်စဉ်ကလေးဘဝတွေးစားကြ၏အမေရွာတာနီအညာချဲအမေပေးတဲ့တောင်းချင်ဟောမေပေးတဲ့တောင်းချင်ကောင်းကြည်ပြမရင်ကမ္ဘဝရှိကမ္ဘဝအောင်မြင်ရင်အစင်သာလေးတားတဲ့အမေရွာအမေအိမ်လေးစီတာရောက်ပြန်လာခဲ့တော့အမေနဲ့ဝင်းနေသမျှတားရင်ထဲမှာနိမ့်နိမ့်ညံ့ညံ့ထာဝရလွမ်းနေရပါတယ်အမေတားဘဝအောင်မြင်ရေးတားဘဝတိုးတက်ရေးအမေနဲ့ရွာကိုခွဲခွာနေရပေမဲ့တားရင်ထဲမှာတနေ့မှမိမရပါဘူးအမေဖြစ်စေခြင်းနဲ့ဆန္ဒတွေပြည့်မြောက်တဲ့နေ့ကြရအမေရင်ဝင်ထဲကိုတားအပြည့်ပြန်ခဲ့ပါမယ်အမေအခုတော့တားဘဝအောင်မြင်ရေးကိုအမေနဲ့ခဏလေးဝေးနေပါရစေဦးတော့အမေရွာလေးကိုတာမကြခင်ပြန်ခဲ့ပါမယ်အမေ